ပြင်လက်တွေ့ဘဝနဲ့တစ်ထပ်တည်းကြားခဲ့တဲ့ဖိုးဖွေးရဲ့တိုးမဲရုပ်ရှင်ဇာတ်ကောင်မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးကြီးဖိုးဖွေးနဲ့ဝိုင်းရင်တယောက်ဆောင်ကြီးဦးလွင်မိုးတို့ရဲ့တူတူဆုံတွေ့ခဲ့တဲ့ဇာတ်ကားကမကြခင်မှာရုံတင်ပြသတော့မှာပါအဆိုပါရုပ်ရှင်ဇာတ်ကားကတိုးမဲရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီးဖခင်မြတ်တာကိုဖွဲ့ကျူးထားကသားသမီးနဲ့ဖခင်ကြားကငုံရှိုးနေတဲ့မြတ်တာတွေကိုလှည့်ဟပြသထားတာပါဖခင်တွေဆိုတော့ထုတ်ဖော်ချစ်ပြတာမျိုးနဲပေမဲ့သားသမီးတွေအပေါ်မှာတော့အနစ်နာခံတတ်ကြတဲ့သူတွေပါဒီတိုးမဲရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင်ဦးလွင်မိုးကဖိုးဖွေးရဲ့ဖခင်ဖြစ်တယောက်ဆောင်ထားပြီးဖိုးဖွေးရဲ့ပေါ်ကိုအရေးတကြီးကြီးနဲ့မြတ်တာတွေပေးခဲ့တာပါဒါပေမဲ့အသက်ကြီးလာတဲ့အချိန်မှာတော့ဖိုးဖွေးကတမိသားစုလုံးရဲ့သဘောထားကိုဂလန်ကဆန်လောက်တာကြောင့်ဦးလွင်မိုးကမျက်ကွယ်ပြုတ်လိုက်ရပါတယ်ဒီကနေဖိုးဖွေးကလည်းအိမ်ကဆင်းသွားတာကြောင့်တားဖနှစ်ယောက်ဝေးကွာသွားခဲ့ရတာပါဖခင်ရဲ့နောက်ဆုံးအချိန်မှာတော့အသက်မမီတော့ပဲဝမ်းနဲ့ဖွယ်နှုတ်ဆက်သွားခဲ့ရပါတယ်ဒီလိုဇဝင်ခံမျိုးကိုထည့်သွင်းရိုက်ကူးထားရလဲဖြစ်ကောင်ဇာကားကတော့မပြသရသေးပေမဲ့နမူနာနဲ့တင်ပရိသတ်တွေကြားမှာပေါက်နေခဲ့ပါတယ်ဖခင်မြတ်တာဖွဲ့ဇာကားဖြစ်လို့အလုံးကနှလုံးသားနိုင်အားပေးတယ်လို့ဖိုးဖွေးခမလည်းဆုံးပါသွားရတဲ့ဖခင်ကြီးကိုလွမ်းဆိုးတတိယသွားရရှာပါတယ်တိုးမဲရုပ်ရှင်ကဖိုးဖွေးရဲ့အပြင်ဘဝနေနေဆင်တူတာကြောင့်ဖိုးဖွေးတယောက်အတော်ကိုခံစားသွားရပါတယ်ဖခင်မကွယ်လွန်ချိန်မှာအပြည့်အဝဂရုတစိုက်မပြုစုလိုက်ရဘူးလို့ခံစားရတာကြောင့်တိုးမဲရုပ်ရှင်ဇာကားကသူ့ဘဝကိုထင်ဟပ်ပြသနေတယ်လို့ပဲဆိုကရင်ဖွင့်လာခဲ့တာလည်းဖြစ်ပါတယ်အပြင်မှာလည်းပဲအတ္တဆန်တဲ့တိုးမဲတကောင်ဖြစ်ခဲ့တယ်လို့ထုတ်ပြောခဲ့တာပါရှင်ဦးလွင်မိုးရဲ့သမီးလေးရုံးရီလွင်မိုးကလည်းဖခင်ရဲ့ရုပ်ရှင်ဇာတ်ကားကိုကြည့်ပြီးခံစားခဲ့ရသေးတာပါ။တိုးမဲလေးတော့မဖြစ်ခဲ့ပေမဲ့တိုးညိုလေးဖြစ်ခဲ့ကြောင်းဦးလွင်မိုးကအင်တာဗျူးမှာထုတ်ပြောတဲ့အချိန်မှာတော့ရုံးရီလွင်မိုးခမဝမ်းနဲ့တပန်းငိုကြွေးနေခဲ့ရတာပါ။ပရိသတ်တို့အနေနဲ့ရောဖိုးဖွေးနဲ့ဦးလွင်မိုးတို့ရဲ့တိုးမဲရုပ်ရှင်ဇာတ်ကားပေါ်ဘယ်လိုထင်မြင်မိလဲဆိုတာပြပြခဲ့ပါအောင်ရှင်။